လက်ရှိမှာနိုင်ငံအနှံ့ပြားကချမ်းသာတဲ့သူတွေက crypto တွေမဝယ်ကြတော့ stock တွေလည်းမဟုတ်ဘူးသူတို့ဝယ်နေတဲ့ asset တွေက jewelries တွေအထူးသဖြင့် gemstones တွေဖြစ်နေရဆိုတာယုံလားခုတလုံးမှာတစ်ခုထူခြားတာက Tiffany necklace တစ်ခုလီလံပွဲမှာခံမှန်းချေထက်10ဆလောက်စီ 4.2 million နဲ့ရောင်းချသွားတဲ့ကြားခုလို demand တွေကတက်လာတာဘာကြောင့်လဲဖြေကတော့ရှင်းရှင်းလေးပဲကဘာကြီးမတည်ငြိမ်တော့ပစ္စည်းတွေဈေးတက်လာတယ်စစ်ဖြစ်တဲ့အခြေအနေတွေတင်းမာနေ stock ဈေးအတက်ကြတွေမတည်ငြိမ်ဘူးဖြစ်နေတယ်ဒီလိုချိန်မှာလူတွေကမပြောက်ပြတ်နိုင်တဲ့ assets တွေကိုရှာလာကြတယ်အဲဒါကြောင့် jewelry တွေက investment တစ်ခုအဖြစ်ပြန်ရှိလာကြတယ်ရွှေဈေးတော်မှာဒီနှစ်တော်အတွင်းမှာအမြင့်ဆုံးအခြေအနေအထိတက်ခဲ့ပြီး jewelry တွေကလည်း resale value ကအရန်အားကောင်းနေအိတ်တစ်လုံးဆိုရင်ကိုကအဲ့အိတ်ကိုအသုံးပြုပြီးပဲထားပါတော့ပြန်ရောင်းရင်ဈေးကတော်တော်ကျသွားပြီ jewelry တွေကတော့အချိန်ဘယ်လောက်ကြာတန်ဖိုးတစ်ခုထိန်းထားနိုင်တယ်အခု trend နေတာကတော့တဘာဝကြောက်နေရတာဥပမာ ruby sapphire emerald ကြောက်နေရတာတော့မှတဘာဝအတိုင်းလှနေတဲ့ကြောက်နေရတာနဲ့လူလုံးမလှတဲ့ကြောက်နေရတာဆိုပြီးတော့နှစ်မျိုးရှိတယ်လူလုံးမလှတဲ့ကြောက်နေရတာဆိုတာကလူတွေကကြောက်တွေကိုတူးလိုက်တယ်လှတဲ့ကြောက်တွေကအကြောင်းမလှဘူးလူတွေကကြောက်တွေကိုပြန်ပြင်ဆင်ရတယ် heat treatment တွေလှအောင်ပြန်လုပ်ကြရတယ်ဒါကိုလူလုံးမလှတဲ့ကြောက်နေရတာလို့ခေါ်တယ်လူလုံးမလှတဲ့ကြောက်နေရတာတွေကတော့ဈေးသိမ့်မချင်းသူ့လိုထွက်လာရင်တော့မှတဘာဝအတိုင်းလှနေတဲ့ကြောက်နေရတာတွေကတော့ပုံမှန်ဈေးထက်2ဆ3ဆလောက်တင်အောင်နေကြတယ်လူတွေကလည်းတဘာဝကြောက်နေရတာတွေကိုရင်းနှီးမြှုပ်နှံလာကြတယ်။အားကြောင့်လဲဆိုတော့စိန်တွေနဲ့တချို့ကြောက်တွေကခုချိန်မှာ laboratory စက်ရုံတွေမှာတော့လုပ်လို့ရနေဒီတဘာဝကြောက်နေရတာတွေကတော့တကယ် natural art pieces တွေလို့ပါပဲ။ jewelry တွေကတော့ stock တွေ liquid တွေလို့တော့မဟုတ်ဘူး liquid ဆိုတာကလိုချင်တဲ့အချိန်မှာငွေမြင်ပြောင်းလို့ရတာကိုပြောတာ jewelry တွေမှာတော့မှရွှေ15ပဲ16ပဲအပိုင်းနဲ့ gemstones အပိုင်းဆိုပြီးနှစ်ပိုင်းရှိတယ်15ပဲ16ပဲအပိုင်းကတော့အရန် liquid ဖြစ်တဲ့လိုချင်တဲ့အချိန်မှာအလွယ်တကူထုတ်ရောင်းလို့ရတယ် gemstones တွေကတော့ liquid မဖြစ်ဘူးဥပမာကို့မှာ3,500တန်အိမ်ပိုင်ဆိုင်မှုရှိတယ်အဲ့ဒီအိမ်ကိုချက်ချင်းဈေးထုတ်ရောင်းခြင်းနဲ့ဆိုရင်တော့မှဝယ်သူကချက်ချင်းမတွေ့နိုင်ဘူး promotion ချဘိုင်းနာဈေး3,000လောက်ဈေးချပြီးရောင်းမှတော့တွေ့ကောင်းတွေ့နိုင်တယ် gemstones တွေကလည်းအဲ့လိုပဲဝယ်သူချက်ချင်းမတွေ့နိုင်ဘူးနောက်တော့ storage risk လည်းရှိဘယ်လိုထိမ့်သိမ့်မလဲအခုမခံရအောင်မပြောက်သွားအောင်ဆိုတာလည်းရှိတယ်ဒါကြောင့်တချို့ဉာဏ်ကောင်းတဲ့ investor တွေကတော့ပတ်စံအကုန်လုံး jewelry တွေမထည့်ဘူး portfolio တစ်စိတ်တစ်ပိုင်းအနေနဲ့ပဲသုံးကြတယ်ဒါဆိုရင်နောက်တစ်ခါ jewelry တစ်ခုခုဝယ်တဲ့အချိန် gemstones တွေဝယ်တဲ့အချိန်မှာကိုကအလှပမဟုတ် fashion အတွက်ဝယ်တာမဟုတ်ဘဲနဲ့ investment တစ်ခုလုပ်လိုက်တယ်လို့မြင်နိုင်မလား